တချို့ဒီငရွှေဝယ်လို့မရဘူးဆိုလို့ရှိရင်လည်းတခြားငါးဆိုရင်ဗာရလဲဆိုကက်ကရစ်တို့ပါတော့ပေါ့နော်အဲ့လိုချိုတဲ့ငါးတွေပေါ့နော်အဲ့ဒါမျိုးငါးတွေနဲ့ချက်လို့ရပါတယ်ဒီငရွှေရတော့သူပင်လယ်ငါးဖြစ်တဲ့အတွက်နေရာတိုင်းမှာတော့ဝယ်လို့သိမရဘူးပေါ့နော်ဟုတ်ကဲ့ဒီနေ့ကတော့ကျွန်တော်တို့ရခိုင်မုတ်ဒီချက်ပြမှာဖြစ်ပါတယ်ရခိုင်မုတ်ဒီကတော့ကျွန်တော်တို့ဒီမိုးရာဒီမာမမဟုတ်ဘဲနဲ့ဒါရာသီမျိုးစားသုံးလို့ရတဲ့ဒါအစားအစာတစ်ခုလည်းဖြစ်တယ်ပေါ့နော်အခုလိုကျွန်တော်တို့မိုးအေးနဲ့ဒါပူပူဆက်ဆက်လေးစားရတယ်နော်ပို့ပြီးတော့ရတာရှိတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ရခိုင်မုတ်ဒီစစ်ကျွန်တော်တို့ချက်ပြမှာဖြစ်ပါတယ်ပါဝင်ပစ္စည်းတွေကိုကျွန်တော်မျိုးတပီပြောပါလိမ့်မယ်ပါဝင်ပစ္စည်းတွေကတော့ဂရဲပေါ်ရခိုင်နှင်ငပ်ပြီးငရုတ်ကောင်းစေတက်တုံပြူငရုတ်သီးစေငရွှေထိုမောစားငပြာရိုးဖြစ်ပါတယ်ငရွှေကိုပေါ့နော်ငရွှေကိုကျတော့တချို့ကဒီတိုင်းဟိုစိမ့်ပေါ့နော်အစိမ့်ကိုပြုတ်ကြသလိုတချို့ကျတော့လည်းအဲ့လိုကြက်တိုက်ထားတာခေါ်တော့နော်အဲ့ကြက်တိုက်ထားတာနဲ့အစိမ့်နဲ့ရောပြီးတော့ပြုတ်ကြတယ်အဲ့လိုဆိုရင်တော့ပိုကောင်းတယ်ပေါ့နော်ကျွန်တော်တို့ကတော့ဒီကြက်တိုက်ထားတာဝယ်လို့မရတော့ကျွန်တော်အခုဒီဥစ္စာကိုဒါကျွန်တော်မီးကင်ထားတာပေါ့နော်ငရွှေကိုမီးကင်ထားတယ်တချို့ဒီငရွှေဝယ်လို့မရဘူးဆိုလို့ရှိရင်လည်းတခြားငါးဆိုရင်ဗာရလဲဆိုကက်ကရစ်တို့ပါတော့ပေါ့နော်အဲ့လိုချိုတဲ့ငါးတွေပေါ့နော်အဲ့ဒါမျိုးငါးတွေနဲ့ချက်လို့ရပါတယ်ဒီငရွှေရတော့သူပင်လယ်ငါးဖြစ်တဲ့အတွက်နေရာတိုင်းမှာတော့ဝယ်လို့သိမရဘူးပေါ့နော်အခုကတော့ငဖေးစကြောပါမယ်ငဖေးစကြောမယ်ဆိုလို့ရှိရင်တော့မီးလေးဖွင့်ပြီးတော့အိုးလေးတက်ထားပါမယ်အိုးပူလာရင်တော့စီလေးထည့်ပါမယ်ရှင်စီလေးပူလာရင်ငဖေးလေးတွေကိုပြားပြီးတော့ကြောမယ်ပေါ့နော်အခုဆိုငဖေးကြောလေးရပါပြီရှင်ဒါအခုဆိုတော့ဒါ packet ကြောမှာဖြစ်ပါတယ်ဒီ packet ကြောနီးရတော့ကျွန်တော်တို့တက်ဗီဒီယိုတစ်ခုတင်ပေးပါမယ်အခုဆိုရင်တော့ဒါ packet ကြော်လေးရပါပြီငါပြက်ကိုရင်းနှီးဆူလာပြီဆိုလို့ရှိရင်တော့ငါးလေးထည့်ပါမယ်ရှင်မိနစ်20လောက်နေငါးလေးဆယ်လို့ရပါပြီရှင်အခုဆိုရင်ငါးလေးစဆယ်ပါမယ်ငါးလေးဆက်ပြီးရင်အေးခံထားပါမယ်အေးခံပြီးလို့ရှိရင်တော့ငါးလေးအယိုးနဲ့အသားနဲ့ခွဲပြီးတော့နှွှင်ပါမယ်ရှင်ငါးပြုတ်ရည်တွေကိုလည်းငရုတ်သီးလေးထည့်ပြုတ်ပါမယ်ရှင်ငရုတ်သီးပြုတ်ထားတဲ့အချိန်မှာငရုတ်ကောင်းနဲ့စက်သွန်လေးထောင်းထားပါမယ်ရှင်ငရုတ်သီးလေးလည်းကျလာပြီဆိုတော့ဆယ်လိုက်ပါမယ်ခိုင်မို့ဒီချက်ဖို့အတွက်ကျွန်တော်တို့အခုဒါချက်မဲ့အိုးတွေကိုငါးပြုတ်ထားတဲ့အရည်တွေလှည့်ပါမယ်ပြီးရင်ရေရောပြီးတော့ကျွန်တော်တို့ဒီဟင်းရေပွားအောင်လို့တည်ထားပေးပါမယ်ဒါကတော့ကျွန်တော်မျိုးသွင်းထောင်းထားတဲ့ဒါငရုတ်ကောင်းတဲ့ချက်သွန်ပြူပါဒါကတော့ကျွန်တော်ပဒဲကောထောင်းပါမယ်ဟင်းရေပွားလာလို့ရှိရင်ဟင်းရေအိုးတွေကိုကျွန်တော်တို့ငပိဖြော်ထားတဲ့ဟာတစ်ဝက်လောက်ကျွန်တော်တို့ထည့်ပါမယ်ငပိရဒီထည့်ပြီးဆိုလို့ရှိရင်အမြုပ်တွေထလာတာတွေခတ်ပေးပါမယ်ငပိထည့်ပြီးဆိုရင်တော့ကျွန်တော်တို့ဒါငရုတ်ကောင်းနဲ့ကြက်သွန်နဲ့ထောင်းထားတာထည့်ပါမယ်ပြီးရင်တော့ပဒဲကောထောင်းထားတာလေးထည့်ပါမယ်ဒါတော့ငါးပြုတ်ထားပြီးတော့ဒါအသားနှွင်ထားတဲ့ဟာကိုသုံးပုံတပုံခန့်ကိုဟင်းရည်လေးထည့်ပါမယ်ဒါဟင်းရေဖုံးပြီးဆိုလို့ရှိရင်အပြည့်မပိတ်ပလိုက်ပါနဲ့ပေါ့နော်ဘာလို့ဆိုတော့ဝေတဲ့လို့ပါဒါအရသာစားပြင်ပါမယ်လိုအပ်တဲ့ဒီစားရယ်ချိုမုတ်ရယ်ဒီငမြရည်လေးနဲ့ငယ်ထည့်ပြီးတော့ကိုလိုအပ်တယ်လို့အရသာပြင်နိုင်ပါပြီဒီဘက်ကျွန်တော်အရသာပြင်နေတော့မှဒါကျွန်တော်မျိုးသမီးကသူဒါဒီ9နှစ်ချက်ဖို့အတွက်ပေါ့နော်ငရုတ်ပြီးထောင်းနေတာဖြစ်ပါတယ်ကျွန်တော်တို့အရသာလည်းပြင်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဟင်းရည်ကိုအရေးလိုအပ်တဲ့လောက်ထည့်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒါဟင်းပွားအောင်တည်ထားမှာဖြစ်ပါတယ်9နှစ်ချက်ပါမယ်9နှစ်ချက်ငရုတ်သီးအနှစ်လေးငရုတ်သီးထောင်းထားတဲ့အနှစ်လေးထည့်ပါမယ်စီလုံးဝမထည့်ပါဘူး
ငါ3ပုံ2ပုံကြံတဲ့ဟာထည့်ပါမယ်နောက်ပြီးတော့ကြံတဲ့ငပိဖြော်ထားတဲ့အရည်လေးကိုလည်းထည့်ပြီးတော့ချက်ပါမယ်ငါးနဲ့ချက်တဲ့ထဲကိုဟင်းရည်လေး4-5စုံထည့်ပါမယ်ရှင်အရသာပြင်မမယ်အရသာအချိုမောနံပြားရည်ကိုလိုအပ်တဲ့လောက်ထည့်ပြင်မယ်ပေါ့နော်အရသာကိုအရသာပြင်ပြီးဆိုတော့15မိနစ်လောက်ထားမယ်ပေါ့နော်9နှစ်လေးလည်းပေါ်လာပြီဆိုရင်တော့မြည်ကြည့်ပါမယ်ရှင်အခုဆိုရင်တော့ဟင်းရင်လည်းကြက်ပြီး9နှစ်ချက်တာလေးလည်းကြက်ပြီးဆိုတော့ပွဲစပြင်ပါတော့မယ်ရှင်မုတ်ဖက်ထည့်ပါမယ်9နှစ်ထည့်ပါမယ်မကြီးနှစ်ထည့်ပါမယ်ထည့်ပြီးတော့နေမယ်ပေါ့နော်နေပြီးတော့ဆိုရင်တော့ပကံလေးတွေကိုထည့်ပါမယ်ထည့်ပြီးတော့အပေါ်ကနေပြီးတော့ငဖယ်လေးညှက်ထည့်မယ်အကြော်လေးထည့်မယ်နံမည်လေးထည့်ပါမယ်အခုဆိုရင်တော့စားချင်စရာရခိုင်မုတ်တီတုပ်လေးရပါပြီရှင်မုတ်တီလေးစပြင်ပါမယ်ရှင်ပကံလေးကိုမုတ်ဖတ်ထည့်မယ်9နှစ်ထည့်မယ်မကြီးနှစ်ထည့်မယ်ငဖယ်ထည့်မယ်ပဲကြော်ထည့်မယ်ပဲကြော်လေးထည့်ပြီးဟင်းလေးထည့်ပါမယ်ဟင်းလေးထည့်ပြီးနံပင်လေးထည့်ပြီးလို့ရှင်တော့စားချင်တဲ့ရခိုင်မုတ်တီလေးရပါပြီရှင်ဟုတ်ကဲ့ဒီနေ့ကတော့ကျွန်တော်တို့ဒါရခိုင်မုတ်တီပေါ့နော်အကြီးပြောရောဒီအတုပ်ကောပေါ့နော်အဲ့ဒါလေးကိုချက်ပြတာဖြစ်ပါတယ်တို့ရဲ့ကပဲ kitchen channel လေးကို like follow subscribe လုပ်ပြီးတော့အားပေးတော့ကြပါဦးခင်ဗျာ